Hello ဆုလဲပါပေါ့နော်ဆုလဲမနက်ကပြောထားတဲ့အတိုင်းပဲ unbox အနေလုပ်ပြမှာပါအဲ့ဒီရဲ့ပေါ့နော် box ရဲ့နာမည်လေးကိုတော့မပြောပြထားပါဘူးခုဆုလဲအဲ့ဒါကို2000ခွဲနဲ့ရခဲ့ပါတယ်အဲ့ဒါလေးကတော့မှာပါရရ fashion 3လေးပါရရ happy birthday ပေါ့နော်အဲ့လိုမျိုးဟာလေးပေါ့နော်သူကလေးလဲလေးတယ်အနောက်ကပိန်နေပေါ့နော်မှာပါသူ့မှာကရွေးချယ်စရာရအများကြီးပဲကဲပါနော်ဒီထဲမှာလိုချင်ဆုံးကတော့ဒီကအဖြစ်နာလည်းမသိဒါလေးပါဒါလေးကြိုက်တယ်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 မအကုန်ကြိုက်တယ်ဘာပေါက်ရတယ်သူလည်းစီမှာကြတော့ဒီထဲမှာကြတော့မရှိသေးတာကြီးကသူလည်းစီမှာမရှိသေးတဲ့အယောင်ကြီးရှိရပေါ့နော်အဲ့ဒါကြောင့်ဟိုဘာကြရပါတယ်โอเคဆုလက်အမအောင်မေးတာကတော့ဆုလက်မဒီအယောင်လေးတဲ့ဆုလက်ကဘာကြရပါတယ်โอเคခောက်မယ်โอเคခောက်ပါမယ်ဟာစာလာပြီတိုင်းပေါက်ကဆက်ပြလိုက်โอเคဘယ်နာရောက်သွားလဲမသိဘူးဖောက်နေတာဒါနဲ့ပေါ့နော်ဒီ blind box လေးကိုဖောက်နေနေဒီ blind box ကိုလက်ဆောင်ပေးရတူကတော့ဆုလက်ဦးလေးပါဦးလေးကမွေးနေ့လက်ဆောင်အကျိုးပေါ့နော်ပေးတာပါကြိုက်ထိုးပါပါခါလေးကြရင်ဒီလဲလာလေးပါတယ်အလိုချင်တော့ခဲအောင်လေးပေါက်လိုက်စမ်းပါခဲအောင်လေးရမ်းလို့ချင်တာပဲစီးရလည်းရရနော်ခဲအောင်မဟုတ်တော့ဘူးနဲ့တူတယ်ဟဲ့ပြာဟာနော်ခဲအောင်မဟုတ်တော့နော်နော်စီရင်တော့ခဲအောင်မဟုတ်တော့နော်ခဲအောင်မဟုတ်ဘူးနဲ့တူတယ်ဖောက်တော့ဖောက်ခင်တော့ခဲအောင်မဟုတ်ဘူးမဟုတ်ဘူးနဲ့တူတယ်ကန်ကြီးရတယ်တော့ကန်ကြီးရတဲ့တော့ကတော့ခရမ်းမလို့အောင်လို့ခရမ်းလို့ကျင်အောင်ဆိုမှခရမ်းနဲ့ပန်းလေးလို့ကျင်တယ်လောက်ပါလောက်ပါဟမ်အမနော်ခရမ်းနဲ့ပန်းလေးလောက်ပါခဏလေးနော်ခဏလေးနဲ့တေးချောင်းကြည့်တယ်နော်ဒါကြီးလာမသိဘူးဟာဖြူကြီးပါဒီမှာဖြူကြီးပါမာသူ့နာမည်လေးကဂျေဂျေတဲ့ဒါလေးကတော့ဖြူလေးပါဦးလေးပေးတာလိုချင်တာလည်းမပါဘူးကဲဆိုမှာမွေးတော့မွေးနေရတယ်ဦးလေးကအစလုံးဝမွေးရနာကုန်လေးနဲ့ဒါလေးမှတောင်းလို့ဆိုဒါလေးပတ်ပေးတယ်ပါမာဒါလေးပါမှာပေါ့နော်အလုံးလေးကတော့ဒီရရရဲ့ထုံးစံတိုင်းမှာဒါလေးပါပဲအမေကြိုက်ပါလေဒါလေးလေဘာဆုလက်စီမှာနေရစီရတော့မရှိဘူးပေါ့နော်အဲ့ဒီကအဖြူပုံနဲ့ဒီထဲမှာမို့လို့ဒါအဖြူအောင်ဖြစ်နေတာပါဒီအပြင်မှာတော့လက်ကြီးအောင်လို့ဒီမှာအဖြူလည်းမကြောက်ဘူးဟိုအမဲဘက်လည်းမကြောက်ဘူးသူတို့တုံးပြီးတော့ပြန်နေတာတို့ဒီပါအယောင်လေးကငါမျက်မှန်တက်ထားလို့မဲနေရလားမသိဟုတ်တယ်ဟာငါမျက်မှန်တက်ထားလို့မဲကျစီကိုပြီမှာပါနာအရမ်းမွေးတယ်ပေါ့နော်ဒါမှလည်းကြိုက်ပါလေအင်းလေးပေးတာဆိုရောင်လေးကတစ်မျိုးလေးအဲ့ရာလေးလှတယ်ဒါလေးပါလေးနဲ့အော်လေးအောင်ပါဟိုနုနဲ့ရောင်လေးလိုမျိုးပါလို့ ဟုတ်တယ်နုနဲ့ရောင်လေးမမပြောတာဒီရောင်လေးလေဒီရောင်လေးဆိုလည်းချစ်စရာလေးလားဒါမှဒီရောင်နဲ့မဟုတ်ဘူးဒီရောင်ပေါ့အပြိုင်မပေါက်တာကျေးဇူးတင်ရမယ်မှာပါကဲအားလုံးမှကြည့်ပေးတဲ့တယောက်စီတာကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါဒါနဲ့ဆိုဆုလက်စီမှာရရ series အကုန်ရှိပါတယ်အားလုံးပဲဘိုင်ဘိုင် like and subscribe လုပ်ပေးပါအောင်ဘိုင်ဘိုင်